ယူတုတ်တဲ့သိပ္ပံပညာရှင်တယောက်ဟာသွေးထွက်တန်ယိုစစ်မြေပြင်ထဲကိုခိုးဝင်ပြီးတေဆုံးသွားတဲ့အလောင်း10လောင်းကိုခိုးယူသွားခဲ့ပါတယ်။သူဟာရက်ဆက်စွာအပိုင်းပိုင်းဖြတ်ပြီးအလောင်းတွေကိုချုပ်ပြီးလုံးဝလူတယောက်ဖန်တီးဖို့ရည်ရွယ်ချက်နဲ့ပါ။စုဝေးနေတဲ့ပရိသတ်ရှိမှာသူဟာထူထဲတဲ့အပ်တွေနဲ့ပုံပဲ့နေတဲ့အသားတွေကိုထိုးဖောက်ပြီးကြီးမားတဲ့လျှက်စစ်ရှော့ကိုပေးလိုက်ရပါတယ်။အသက်မဲ့နေတဲ့အလောင်းကလက်ချောင်းတွေကိုတကယ်လှုပ်လိုက်တဲ့အခါအခန်းတစ်ခုလုံးအံ့အားသင့်သွားကြပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်ရဲ့အကြံပေးပုဂ္ဂိုလ်ကလုံးဝထိတ်လန့်သွားခဲ့ပါတယ်။ဒီစမ်းသပ်မှုကိုလုံးဝဆက်ဆုပ်ယွင်ရှာဖွယ်ကောင်းတယ်လို့ခေါ်ဆိုပြီးသိပ္ပံပညာရှင်ကိုလူသိရှင်ကြားအဆက်ခွဲခဲ့ပြီးဒါကတဘာဝကိုကျူးလွန်တဲ့ရာဇဝတ်မှုပဲ။ငါမျက်စိရှိကနေထွက်သွားလို့အော်ဟစ်ပြီးသူ့ကိုအပြီးအပိုင်နှင်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီထူးဆန်းတဲ့မြင်ကွင်းကိုချမ်းသာပြီးပါနတ်တဲ့လက်နက်ရောင်းဝယ်သူဟင်နရီဆိုတဲ့လူတစ်ယောက်ကတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။ဟင်နရီဟာရှက်ရွံ့နေတဲ့သိပ္ပံပညာရှင်စီချင်းကပ်ပြီးနာရီစင်ဟောင်းတစ်ခုထဲမှာဝတ်ထားတဲ့စိန်ခံခင်မိတဲ့တခွဲကန်းတစ်ခုကိုကမ်းလှမ်းခဲ့ပါတယ်။သူကသူ့ရဲ့မောင်မိုက်တဲ့စမ်းသပ်ချက်တိုင်းအတွက်ရန်ပုံငွေထောက်ပံ့မယ်လို့ကတိပေးခဲ့ပြီးငါအရာအလုံးအတွက်ပေးဆက်မယ်။ဒါပေမဲ့တနေ့ကျရင်မင်းငါ့ကိုတန်ဖိုးနည်းနည်းပေးဆက်ရလိမ့်မယ်လို့ရိုးရိုးလေးပြောခဲ့ပါတယ်။လောဘကြီးမှုနဲ့အကန့်အသတ်မရှိတဲ့ရန်ပုံငွေတွေကြောင့်မျက်စိကွယ်နေတဲ့သိပ္ပံပညာရှင်ဟာနေရောညပါအလုပ်လုပ်ခဲ့ပါတယ်။သူဟာဒေတာခန်